ကချင်းတော့ဟာသူ့ရဲ့ထောင်ဝတ်စုံကိုတမင်တကာဆုတ်ဖျက်ခဲ့ပါတယ်။အလုံးလုံးနေတော့မှအချုပ်အတချောင်းကိုပါလွာသွားအောင်တွေးပြီးနောက်ဆုတ်ဖျက်နေတဲ့နေရာတွေကိုပုံစံအသစ်နဲ့ပြန်ချုပ်ခဲ့ပါတယ်။ဒါကြောင့်ထောင်ဝတ်စုံရဲ့အမှတ်သားတွေအားလုံးလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်။သူဟာသူ့ရဲ့ဥထုတ်ကိုယ်တောင်ချမ်းမထားခဲ့ပဲ Nike တစိုက်အတုတစ်ခုကိုပါစီးဖြန်းပတ်ပြီးပြုပြင်ခဲ့ပါတယ်။ဒီလိုပြုပြင်ထားတဲ့အဝတ်စားတွေကိုဝတ်ပြီးထောင်အပြင်ရောက်သွားရင်သူ့ကိုဘယ်သူမှမမိနိုင်မှာမဟုတ်ပါဘူး။ဒီနေ့မှာတော့ကုန်တင်ကား driver အတွက်ကားအခြေအနေကိုစစ်ဆေးပြီးရင်ကားအောက်ကတန်ပေါင်းတစ်ခုကြားအကွာအဝေးကိုတိတ်တဆိတ်တိုင်းတားခဲ့ပါတယ်။ပြီးတော့အဲ့ဒီအရွယ်စားအတိုင်းသူ့လဲလျောင်းလို့ရမယ်တစ်သားပြင်ပြတစ်ခုကိုပြင်ဆင်နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့နောက်တစ်ချိန်ကားသမားရိတ်ခါလာပို့တဲ့အချိန်ကသူ့အတွက်ထောင်ကလွတ်ထိုအကောင်းဆုံးအခွင့်အရေးဖြစ်နေလို့ပါပဲ။ကုန်ပစ္စည်းတွေချနေတော့အင်ဂျင်တန်ဆူညံနေတာကိုအခွင့်လုံးယူပြီးဂျက်ခါပြင်ပြားကိုဆွဲကာကားအောက်ထဲကိုလှိမ့်ဝင်သွားပါတယ်။တန်ပေါင်းတစ်ခုကြားမှာပြင်ပြားကိုမြဲမြံအောင်ညှပ်ထားလိုက်ပြီးအဲ့ဒီမှာပုံနေချင်အားဖြင့်လုံခြုံရေးဂိတ်ကိုဖျက်ကျော်နိုင်မှာဖြစ်ပါတယ်။အင်ဂျင်တန်အရန်ကျန်နေတာကြောင့်တစ်ချောင်းလုံးမှာ driver ကဘာကိုမှမရိပ်မိခဲ့ပါဘူး။ထောင်တကားဝက်မှာအဆောင်တွေကကားအောက်ကြီးမှနဲ့စစ်ဆေးခဲ့ပေမဲ့ပြင်ပြားပေါ်မှာပုံနေတဲ့ဂျက်ကိုတော့လုံးဝမမြင်ခဲ့ကြပါဘူး။ထောင်ကနေထွက်လာပြီးမိသားနားရအကွာမှာတော့ကားကရုတ်တရက်ရပ်သွားပါတယ်။ဒါပေမဲ့ထိတ်လန့်စရာတော့မလိုပါဘူး။ driver ကစီးသွားဖို့ခက်ဆင်းတာပဲဖြစ်ပါတယ်။ဂျီမီဟာဒီအခွင့်အရေးကိုလက်လွတ်မခံပဲကားအောက်ကနေဖြည်းဖြည်းဆင်းပြီးဘီးနောက်ကွယ်မှာပုံနေလိုက်ပါတယ်။ driver ပြန်တက်လာကနီးမှာတော့သူဟာကားရှိကနေပတ်ပြည့်ပြီးတခြားကဖာမှာသွားပုံနေလိုက်ပါတယ်။ပတ်ဝန်းကျင်ကဟာလာဟင်းလင်းထင်နေတာရဲ့ကားဆန်နိုးနေတာရဲ့ကြောင့် driver ကမှန်ကလေးကိုလောင်မကြည့်ပဲထွက်ခွာသွားပါတယ်။အဲ့ဒီအမားတစ်ခုကပဲဂျီမီအတွက်လွတ်မြောက်ရာလမ်းဖြစ်သွားခဲ့ပါတယ်။တောအုပ်ထက်ရောက်တဲ့သူဟာအပေါ်အင်ဂျီကိုကျွတ်ပြုတ်ပြင်ထားတဲ့ဥထောက်ကိုစောင်းပြီးတာမန်လမ်းသွားလမ်းတာတယောက်လိုရောနှောနေထိုင်ခဲ့ပါတယ်။သူကတော့လုံခြုံပြီးကိုထင်နေတာပေါ့။ဒါပေမဲ့ရဲတွေကသူ့နောက်ကိုအပြင်းထန်လိုက်နေပါတယ်။ရဲကားတွေနီးကနီးသားကိုမြင်ပေမဲ့ဂျက်ခါမထိတ်လန့်ပဲဈေးဝက်လက်တစည်းကိုဆွဲကာရှေ့ကအယုတ်ဆိုင်ထဲကိုတာမန်ဝယ်သူတယောက်လိုလမ်းလျှောက်ဝင်သွားပါတယ်။ဆိုင်ထဲကတန်စင်ခန်းမှာလူမရှိတာကိုတွေ့တော့သူအထဲဝင်ပြီးမျက်နှာချက်ပြာကိုဖွင့်ကအပေါ်ကိုမြင်းမြန်းဆန်းဆန်းတက်သွားခဲ့ပါတယ်။ရဲတွေရောက်လာပြီးရှာဖွေတဲ့အချိန်မှာတော့သူဟာမျက်နှာချက်ပြာကိုမူလအတိုင်းပြန်ပိတ်ပြီးအပေါ်မှာပုံနေခဲ့ပါပြီ။သူဟာသူ့ရဲ့ထပ်မြက်တဲ့အုံတောင်းနဲ့အတူလူတွေကိုနောက်တစ်ချိန်လှည့်ဆိုင်နိုင်ခဲ့ပြန်ပါတယ်